ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောချင်တဲ့ခေါင်းစဉ်ကတော့တဖြည်းဖြည်းပျောက်ဆုံးလာတော့လူဂုံတိတ်ခါများဟုတ်ပါတယ်တဖြည်းဖြည်းပျောက်ဆုံးလာတော့လူဂုံတိတ်ခါများလူတစ်ယောက်ကိုတကယ်ပျက်စီးစေရဆင်းရဲမှုတစ်ခုလည်းမဟုတ်ဘူးဗျသူ့ကိုယ်သူလူလို့မခံစားတော့တဲ့အချိန်ပဲဘာကြောင့်လဲဆိုတော့လူဆိုတာလေဘိုက်ပြည့်ယုံနဲ့မလုံလောက်ဘူးဗျလေးစားမှုလည်းလိုတယ်မျှော်လင့်ချက်လည်းလိုတယ်ယုံကြည်မှုလည်းလိုတယ်အဲ့ဒီအရာတွေတဖြည်းဖြည်းပျောက်ဆုံးလာတဲ့အချိန်ကလူကအသက်ရှင်နေပေမဲ့အတွင်းထဲမှာစိတ်ထဲမှာတဖြည်းဖြည်းအားကုန်လာတယ်လူတယောက်ကနေ့တိုင်းရှင်သန်ရေးအတွက်ပဲစိတ်ရောကိုယ်ရောသုံးနေရတဲ့အချိန်မှာကြိုးစားလှုပ်ဆောင်မှုပြောမယ်ဆိုရင်ဗျာမျှော်လင့်ချက်နဲ့လှုပ်ဆောင်မှုတွေကပျောက်ဆုံးလာကြတယ်။ဘာလို့လဲဆိုတော့ရှင်သန်ရေးအတွက်သုံးလိုက်ရရှင်သန်ရေးကနေပြီးတော့ပေးထားတဲ့ဖိအားတွေကလူတစ်ယောက်ကိုရွေးချယ်ခွင့်နဲ့နဲဝါစေလို့ပဲ။ပတ်စံနေမလုံလောက်တဲ့အချိန်မှာလူကမကြိုက်တဲ့အလုပ်တွေကိုလည်းတီးခံပြီးတော့လုပ်ကြတယ်။မတရားတာတွေးလို့လည်းမပြောနိုင်ဘူး။တချို့ချိန်တွေမှာလည်းမျက်နှာငယ်ရတယ်ပေါ့ဗျာ။တောင်းဆိုရတယ်ဒီလိုနဲ့ကိုယ်ပိုင်ကိုယ့်ဘဝကိုထိန်းချုပ်နေရဆိုရဲခံစားချက်ကပျောက်လာကြလိမ့်ရှိတယ်။အဲ့ဒါမျောလင်းချက်မဲခြင်းရဲ့အစပဲဗျ။ဘာကြောင့်လူတွေတဖြည်းဖြည်းမျောလင်းချက်နဲလာရတယ်လဲ။အဲ့မေးခွန်းတော့ကျွန်တော်ဖြေဖို့တော့လိုလိမ့်မယ်။အဲ့မေးခွန်းဖြေပါဆိုတော့ကျွန်တော်အဖြေကတော့ဘာလို့လဲဆိုတော့ကျွန်တော်လူသားဆိုတဲ့အိုးနောက်ကလေစူးစမ်းမှုနဲ့ရလက်ကိုချိတ်ထားလေရှိကြလေရှိတယ်။ကြိုးစားရင်တိုးတက်မယ်ထင်တယ်။အလုပ်လုပ်ရင်ဘဝကောင်းလာမယ်လို့ထင်တယ်။ပညာသင်အနာဂတ်ရှိမယ်လို့ထင်ကြတယ်။ဒီညီများချင်းကိုလူတွေယုံကြည်ခြင်းကြတယ်။ဒါပေမဲ့ကြာလာတဲ့အချိန်မှာကျွန်တော်တို့ဘလောက်ပဲကြိုးစားဘဝမပြောင်းဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့စိတ်ထဲမှာမိကုန်းတစ်ခုတော့ဝင်လာလေးရှိကြတယ်။ငါကြိုးစားနေတာဘာအတွက်လဲ။ငါလောက်ကင်နေတာရောဘာအတွက်လဲအဲ့မိကုန်းတွေကကျွန်တော်ရဲ့မျှော်လင့်ချက်တွေကိုတဖြည်းဖြည်းရိုက်ချိုးသွားလိမ့်ရှိကြတယ်ပေါ့ဗျာတချို့လူတွေကပြောကြလိမ့်ရှိတယ်အခုခေတ်လူတွေစိတ်ချမ်းကိုယ်ချမ်းတွေဖြစ်လာကြတယ်အရန်ဆဲဆိုးလာကြတယ်အရန်ကြမ်းတမ်းလာကြတယ်အရန်ကိုတဲကြီးမခံနိုင်ကြတော့ဘူးပြောလိမ့်ရှိကြတယ်အဲ့ဒါဘာကြောင့်ကျွန်တော်ထင်ပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ပင်ပန်းမှုများတဲ့လူပတ်ဝန်းကျင်လူအတိုင်းဝိုင်းမှာလူတွေရဲ့ခံစားမှု capacity ကကျသွားလို့ပဲဗျလူတစ်ယောက်ကသူ့ပြဿနာနဲ့သူအရန်ပင်ပန်းနေတဲ့အချိန်မှာစိတ်ရှိတီးခံမှုအားနည်းလာတတ်လိမ့်ရှိတယ်စာနာမှုအားလည်းနည်းလာတယ်ဒေါသကြီးလည်းကြီးလာလိမ့်ရှိတယ်အဲ့ဒါလူတွေစိုးဝါးသွားလို့မဟုတ်ဘူးကြမ်းတမ်းသွားလို့မဟုတ်အဲ့ဒါဘာကြောင့်လဲဆိုတော့စိတ်ပိုင်းဆိုင်ရာအရာပင်ပန်းနွမ်းနယ်နေကြလို့ပဲကျွန်တော်နိုင်ငံသားတွေတော်တော်များများစိတ်ပိုင်းဆိုင်ရာအရာကိုပင်ပန်းနွမ်းနယ်နေကြတယ်ကြည့်ရင်သိတာပါပဲဗျာတချို့တရားတွေကမျက်စိနဲ့မမြင်ရဘူးဗျဒါပေမဲ့လူစိတ်ထဲမှာအရန်ကိုနတ်ရှိုင်းကိုရထားတဲ့တရားတွေဖြစ်နေလိရှိကြတယ်ဥမာဗျာအမြဲတွက်ချက်နေရတဲ့ဘဝဒီနေ့ဘာစားမလဲဒီလကုန်ဘယ်လိုရှင်းရမလဲပတ်စံနေငါလောက်ကဘယ်လိုတည်ငြိမ်ဦးမှာလားဒါစစ်ပွဲမဖြစ်တဲ့နေရာတွေပေါ့စစ်ဖြစ်တဲ့နေရာတွေဆိုရင်ဒီထက်ပိုပြီးတော့အခြေအနေဆိုးရပါဗျာငါဒီနိုင်ပိုင်းလေးအတွင်းမှာငါအသက်ရှင်နိုင်ခြင်းရှိသေးရဲ့လားဆိုရယ်အတွေးနဲ့ကိုနေထိုင်ရမှာကြောက်စရာကြီးနော်တေချာစဉ်းစားကြည့်ပါအခုငါစကားပြောနေရဲ့အချိန်မှာပဲငါတည်သွားနိုင်တယ်ဆိုရယ်အတိအခံစားချက်ကြီးရလေလူတစ်ယောက်မှတော်တော်ကြောက်စရာကောင်းတာထားလိုက်ပါဗျာဒီလိုမျိုးမရေရာမှုတွေများလာတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဦးနှောက်တွေကရှင်သန်ရက်တီရေး
အတွက်ပဲစဉ်းစားတတ်တော့တဲ့အချိန်တွေကိုရောက်သွားလေးရှိကြတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်အိမ်မက်တွေကျွန်တော်တို့တီထွင်ဖန်တီးနိုင်မှုစွမ်းအားတွေရေရှည်စီမံကိန်းတွေအဲ့ဒါတွေအကုန်လုံးမတွေးဖြစ်ကြတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့လူသားဆိုတဲ့အုံနောက်ကလေအန်ရရှိနေတယ်လို့ခံစားရတဲ့အချိန်မှာအသက်ရှင်ဖို့အတွက်ပဲဦးစားပေးပြီးစဉ်းစားတတ်ကြလို့ဥမာအနေနဲ့ဗျာရေနစ်နေတဲ့လူတစ်ယောက်ကငါဒီနေ့ကောင်မလေးနဲ့သွားချင်းတွေ့မယ်လို့စဉ်းစားမလားအေးရေနစ်နေတဲ့အရာနေပြီးတော့ငါအသက်ကိုဘယ်လိုရှင်အောင်လို့လုပ်ကြမလဲဆိုတာစဉ်းစားမလားဆိုတာတွေးကြည့်လိုက်လို့ရှိရင်ဖြေပေါ်ပါရဲ့ဗျာဒီတော့ဗျာလူတွေလိုချင်တာစီးစိမ်ချမ်းသာအပြည့်နဲ့ဘဝကြီးကိုလိုချင်ကြတာမဟုတ်ပါဘူးတကယ်တော့မျောလင်းချက်အပြည့်နဲ့ရှင်သန်ရတဲ့ဘဝယုံကြည်မှုအပြည့်နဲ့ရှင်သန်ရတဲ့ဘဝနေချင်ကြတာဘာလို့လဲဆိုတော့လူဆိုတာကလေအသက်ရှင်ယုံတယ်မဟုတ်ဘူးအတိတ်ပဲလေလိုအပ်သေးတယ်မျောလင်းချက်တွေလည်းလိုအပ်တယ်ကိုယ့်ကိုယုံကြည်မှုလည်းလိုအပ်တယ်ကိုယ့်ကိုလေးစားမှုလည်းလိုအပ်တယ်အဲ့ဒါတွေပျောက်တဲ့အချိန်မှာလူကအပြင်အကြည့်နေရင်တော့အသက်ရှင်သေးပေါ့ဗျာအတွင်းပိုင်းမှာတော့တဖြည်းဖြည်းနဲ့ပြူလဲလာနေတဲ့စိတ်ရုပ်တွေပုံစံမျိုးပေါက်လာကြဒါကြောင့်နိုင်ငံတကာနိုင်ငံအရေးကြီးဆုံးတာဝန်တွေရလေအစိုးရပိုင်းတွေလည်းသိသိချင်ပါတယ်လူတွေကိုအသက်ရှင်အောင်ထားရုံနဲ့မဟုတ်ဘူးဗျလူလိုနေထိုင်နိုင်အောင်လူဂုဏ်သိက္ခာရှိစွာနေထိုင်တဲ့လူပတ်ဝန်းကျင်ဖြစ်အောင်ထားနိုင်ဖို့ပဲလို့ပြောရင်းနဲ့ကျွန်တော်ပြောဆိုချက်ကိုဒီမှာနေဒီကုန်းချုပ်ရပါဗျာအစိုးရလူကြီးမင်းများလဲကိုယ်တိုင်းသူပြည်သားတွေကိုဂုဏ်သိက္ခာရှိစွာရည်တည်နိုင်အောင်လူလိုနေထိုင်နိုင်အောင်ထားနိုင်ကြပါစေနားထောင်သူမိဘပြည်သူများလဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ပြောရင်းနဲ့ကျွန်တော်စကားဒီမှာနေမှာအဆုံးသတ်ပါဗျာ